Hello အားလုံးပဲ Merry Christmas ပါခင်ဗျာ Christmas ကာလကိုရောက်ရှိလာပြီဆိုတော့ချမ်းအေးလာတဲ့ဒီဇင်ဘာဆောင်းကိုအန်တူးနိုင်ဖို့အတွက် border တို့အတွက် Christmas ကော့တေး2မျိုးရွေးချယ်ထားပါတယ်ဒီနေ့ remain လောက်ပြပြီးသွားမယ် Christmas ကော့တေးလေးကတော့ Christmas for Snow ကော့တေးလေးပဲဖြစ်ပါတယ်ခင်ဗျာ Okay ဗီဒီယိုလေးကိုစလိုက်ရအောင်ဘောကာ 60ml ထည့်ပါမယ်လိုင်းကျူ 50ml ထည့်ပါမယ်စင်ဘက်စာရွက် 10ml ထည့်ပါမယ်โอเคရေခဲထည့်ပြီးရှယ်လိုက်ရအောင်ဆော်ဒါလေးအပ်ပါမယ်ဒါလေးကတော့ Christmas for Snow ကော့တေးလေးပဲဖြစ်ပါလားခင်ဗျာအတိတ်တော့ကော့တေးလေးတွေကိုလည်းအမြဲတမ်း remain လောက်ပြပေးသွားပါမယ်ခင်ဗျာ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်